အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာအတန်တိတ်ပြီးအလုံးစူးစားဆုံးအင်္ဂါတစ်ခုရှိပါတယ်အဲ့ဒါကတော့အသေးပါပဲအသေးကတုံတက်ရုံပျက်စီးရုံနဲ့ဘာမှမပြောပဲချိတ်ပြီးအလုံးလုံးတက်ပြင်မယ်သူတကယ်မနိုင်တော့တဲ့အခါမှာတော့ကျွန်တော်တို့ကိုအချက်ပြလက္ခဏာလေးတွေပြတတ်ပါတယ်အသေးရောကလက္ခဏာတွေကတယောက်နဲ့တယောက်မတူနိုင်သလိုအဆင့်လိုက်လဲကွဲပြားတတ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့သင်အသေးကအကူကြီးတောင်းနေပြီလားဆိုတာသိနိုင်ဖို့ရှေ့ပြေလက္ခဏာတွေကိုအသေးစိတ်အတူတူလေ့လာကြည့်အောင်ပထမဆုံးအနေနဲ့လူသိအများဆုံးလက္ခဏာတစ်ခုဖြစ်တဲ့အသားဝါတဲ့အကြောင်းပြောပြပေးပါမယ်။ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဘီလီရူဘင်လို့ခေါ်တဲ့အဝါရောင်ဆုပ်ပစ္စည်းလေးတွေရှိပါတယ်။ပုံမှန်ဆိုရင်တော့ကျန်းမာတဲ့အသက်ကဒီအညစ်အကြေးတွေကိုအဆင်ပြေပြေဖယ်ရှားပေးနိုင်ပေမဲ့အသက်ကအရန်ပင်ပန်းပြီးအလုံးမလုံးနိုင်တော့တဲ့အခါအဲ့ဒီအဝါရောင်ဓာတ်တွေကတွေးထဲမှာစုပုံလာပါတယ်။အဲ့ဒီအခါမှာကျွန်တော်တို့ရဲ့မျက်လုံးအဖြူသားလေးနဲ့အသားရည်ကတိတိတတ်တာဝါလာတာကိုတွေ့ရမှာပါ။တတိထားမှာကအသားဝါရာဟာအသက်ယောဂရဲ့အစောဆုံးလက္ခဏာဖြစ်နိုင်တယ်လို့တချို့သူတွေမှာတခြားလက္ခဏာမပြပဲဒီတစ်မျိုးတွေပဲပြတတ်တာမို့လုံးဝလှစ်လူမရှိသင့်ပါဘူးနော်နောက်ထပ်သတိထားမယ်အချက်ကတော့စိတ်ရှုပ်တွေရနဲ့အာရုံကြောဆိုင်ရာပြောင်းလဲမှုတွေပါပဲအသက်ကအစိတ်တောက်တွေကိုမစိတ်ထုတ်နိုင်တော့တဲ့အခါအဲ့ဒီစိတ်တွေကသွေးထဲကနေတဆင့်အုံနောက်စီကိုရောက်သွားတတ်ပါတယ်အဲ့ဒီအခါမှာအသက်ကြောင့်ဖြစ်တဲ့အုံနောက်ထိခိုက်မှုဆိုတာဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်လာရင်အရင်ကထက်စိတ်တို့လွယ်တာစိတ်လှုပ်ရှားလွယ်တာမျိုးတွေရှိလာနိုင်တယ်လို့အလုပ်တစ်ခုကိုအာရုံစိုက်ဖို့ခက်ခဲရမေးရတာနဲ့စကားပြောရင်ဘလုံးမတွေဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်တချို့ဆိုရင်စာရေးတဲ့အခါမှာအရင်လုံးလက်မငိန်တော့ပဲလက်တုံတာအိမ်မပြောတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်ဒါဟာသင်အသက်ကအကူကြီးကြောင်းနေတဲ့အရေးကြီးရဲ့အချက်ပြချက်မို့လို့မိသားစုဝင်တွေအနေနဲ့လည်းဂရုတက်ဆိုင်စောင့်ကြည့်ပေးဖို့လိုပါတယ်နောက်တစ်ချက်ကတော့ဘိုက်နဲ့ကိုလက်တွေရောင်ရမ်းလာတာပါအသေးကကောင်းကောင်းအလုံးမလုံးနိုင်တော့တဲ့အခါကျွန်တော်တို့ရဲ့ဝမ်ဘိုက်တွေမှာအရည်တွေဆူလာတတ်ပါတယ်ဒါကိုစေပညာအရရေပင်းဆွဲရလို့ခေါ်ပါတယ်ဒီလိုအရည်တွေဆူလာတဲ့အခါဘိုက်ကတင်းပြီးဖောင်းလာတာကြောင့်လှုပ်ရှားရတာခက်ခဲလာသလိုနာကျင်တာမျိုးလည်းခံစားရနိုင်ပါတယ်ဒါဟာအသေးမှာအမာရွတ်တွေအများကြီးဖြစ်နေတဲ့အသေးချောင်းယောဂကြောင့်ဖြစ်လေ့ရှိရပါအရက်အလွန်ကြုံတောက်တာအသေးအောင်အသဝါဖို့ရှိရာဒါမှမဟုတ်အသေးအစီပုံးနာတွေခိုင်းတဲ့စင်အသေးချောက်တဲ့အထိဖြစ်လာနိုင်လို့ပါဒါအပြင်အသေးကြောင့်ဖြစ်တဲ့ကိုယ်ကာယောဂရှိသူတွေမှာလည်းဘိုက်တဲကပြန်ကျိတ်လေးတွေကြောင်ရမ်းပြီးဘိုက်ဖောင်းလာတာမျိုးဖြစ်တတ်ပါသေးရဲ့ဒါကြောင့်မိမိရဲ့ဘိုက်ကပုံမှန်မဟုတ်ပဲရုပ်တရက်ဖောင်းလာတာမျိုးရှိရင်တော့အသေးကိုသေချာလေးဂရုစိုက်စစ်ဆေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်နောက်ထပ်သတိထားမယ်အချက်ကတော့အလွန်မင်းမော်ပန်နှုတ်ချိလာတာပါကျွန်တော်တို့ရဲ့အသက်ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းရည်တွေကိုထုတ်လုပ်ပေးတာတူလောင်ပေးတာနဲ့ပြန်လဲထုတ်လုပ်ပေးတာတွေကိုတာဝန်ယူထားတဲ့စွမ်းရည်ဗဟုဌာနကြီးတစ်ခုပါဒါကြောင့်အသက်ကအလုံးမလွန်နိုင်တော့တဲ့အခါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာစွမ်းရည်တွေမထုတ်လုပ်တော့ပဲအရန်ကိုပင်ပန်းနှုံးချိလာတာကြွက်သားတွေအားနေတာမျိုးတွေခံစားရတတ်ပါတယ်ဒါအပြင်အသက်မှာရောင်မှုတွေဖြစ်နေတဲ့အခါမှာလည်းပုံမှန်ချက်ပိုပြီးမောလဲပင်ပန်းလဲဖြစ်လာတတ်ပါတယ်တကယ်လို့သင်ဟာလုံးလုံးလောက်အနားယူရတာနဲ့အမြဲတမ်းအာရုံကုန်ခတ်နေသလိုခံစားနေရပြီဆိုရင်ဒါဟာသင်အသက်ကအကူကြီးတောင်းနေတာလည်းဖြစ်နိုင်လို့တတိထားကြည့်ပေးပါနောက်တဲ့အရန်အရေးကြီးရဲ့အချက်ပြလက္ခဏာတစ်ခုကတော့အလွယ်တကူသွေးထွက်တာဒါမှမဟုတ်သွေးကြည်ဥတာပါပဲကျွန်တော်တို့ရဲ့အသက်ဟာခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုရရင်သွေးတရောင်ကိုညီပေးရဲ့သွေးကတက်အားလုံးဒီပါကိုထုတ်လုပ်ပေးရဲ့နေရာတစ်ခုပါဒါကြောင့်အသက်ကကောင်းကောင်းအလုံးမလုံးနိုင်တော့တဲ့အခါကျွန်တော်တို့ရဲ့သွေးကခဲတဲ့အချိန်မှာမခဲနိုင်တော့ပါဘူးအဲ့ဒီအခါမှာဗာနေရာမှမရှိပဲအသားထဲမှာအလိုလိုသွေးကြည်ဥတာမျိုးတပ်ဖုံသွေးထက်တာမျိုးဒါမှမဟုတ်ဒဏ်ရာအသိမွားလေးကနေသွေးထွက်ရင်လည်းတိတ်ဖို့ခက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီလိုမျိုးအကြောင်းမရှိပဲတွေးကြည့်ဥတာမျိုးတွေ့လိုက်ရပြီဆိုရင်တော့ဒါဟာအသေးကသူ့ရဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးလို့အချက်ပေးနေတာမို့လှစ်လျူမရှိတင်ပါဘူးအခုပြောပြခဲ့တဲ့အချက်ကြီးအပြင်သိငယ်ရလို့ထင်ရပေမဲ့တတိထားမယ်အချက်လေးလည်းရှိပါသေးတယ်ပထမဆုံးကတော့အစာတောက်ပြတ်တာပါအသေးကအလုံးမလုံးနိုင်တဲ့အခါအစာကျေစနစ်ချိုးရင်းလာပြီးတွေးထဲမှာအစိတ်တောက်တွေများလာတာကြောင့်မိမတာဖြစ်ပြီးအစာမစားချင်တာမျိုးကြုံရတတ်ပါတယ်နောက်တစ်ခုကတော့အသားရည်ရရနာပါလက်ပွားခြေပွားဒါမှမဟုတ်တကိုယ်လုံးအကြောင်းမရှိပဲရနေတတ်ပါတယ်ဒါအပြင်ကိုလေးကျရုပ်တရက်ပြောင်းလဲတာမျိုးလည်းရှိနိုင်ပါတယ်ဘိုက်ထဲမှာရေပြင်းဆွဲလို့ကိုလေးကျရုပ်တရက်
တက်လာတာမျိုးဒါမှမဟုတ်အာဟာရမပြေဝလို့ပိန်သွားတာမျိုးတွေဖြစ်တတ်ပါတယ်။လက်ပွားတွေအကြောင်းမဲ့နေမဲနေတာနဲ့အမျိုးသားတွေမှာရင်သားဖွံ့ဖြိုးလာတာမျိုးတွေ့ရရင်လေဒါဟာအသက်ကဟော်မုန်းတွေကိုမထိန်းနိုင်တော့တဲ့လက္ခဏာတွေပါပဲ။နောက်ဆုံးအနေနဲ့အရေးကြီးဆုံးကတော့အန်တဲ့အခါဒါမှမဟုတ်ဝန်သွားတဲ့အခါသွေးပါလာတာပါ။ဒါဟာအစာစီလမ်းကြောင်းတွေကသွေးကြောတွေပေါက်ထက်ကုန်တာဖြစ်နိုင်လို့ဒါမျိုးတွေ့ရင်တော့အချိန်မဆွဲပဲဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့အသေးဟာတကယ်ကိုအံ့ဩဖို့ကောင်းတဲ့အင်္ဂါတစ်ခုပါသူကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အဓိကအလုပ်ကြီးလေးခုကိုလှုပ်ပေးနေတာပါအစာချေပြတ်ဖို့ကိုညီပေးရဲ့တွေးတဲ့ကအစိတ်တောက်တွေကိုတန့်စင်ပေးရဲ့ကိုခံအားစနစ်ကိုထောက်ပံ့ပေးသလိုဒဏ်ရာရရင်လည်းတွေးတိတ်အောင်ကိုညီပေးပါတယ်ဒီအလုပ်တွေကတခုကိုအသေးကမလုံနိုင်တော့တဲ့အခါမှာကျွန်တော်တို့ခုနကပြောခဲ့တဲ့လက္ခဏာတွေစပြတာပဲဖြစ်ပါတယ်အသေးပြည့်စည်ရမှာပုံစံနှမျိုးရှိပါတယ်နာတာရှိအသေးပြည့်စည်ရကတော့နှစ်ပေါင်းများစွာကြာအောင်တဖြည်းဖြည်းချင်းဖြစ်လာပါအစာပိုင်းမှာလက္ခဏာမပြတ်တတ်ပေမဲ့အချိန်ကြာလာတဲ့အမျှပိုဆိုးလာတတ်ပါတယ်။နောက်တစ်မျိုးကတော့ရုပ်တရက်အသေးပြက်စီရပါ။ဒါကတော့ရက်ပိုင်းဒါမှမဟုတ်သတင်းပတ်ပိုင်းအတွင်းမှာအရင်မြန်ဆန်ဆန်ဖြစ်သွားတာပါ။အကြိုက်ကဲပျောက်ဆွေးတွေကိုအလွန်ကျွန်းတောက်မိရဗိုင်းရပ်စ်ပိုးဝင်တာဒါမှမဟုတ်ကိုယ်ခံအားစနစ်ကကိုယ်အသေးကိုပြန်တိုက်ခိုက်တာတွေကြောင့်ဖြစ်တတ်ပါတယ်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်လက္ခဏာတွေကရက်ပိုင်းအတွင်းမှာပဲပြတင်ပြမယ်။ဒါမှမဟုတ်လတွေအများကြီးကြာပြီးမှပေါ်လာတာမျိုးလည်းရှိနိုင်ပါတယ်။ဒါကြောင့်မိမိခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုကိုအမြဲတမ်းဂရုတစိုက်ကြည့်ပေးဖို့လိုပါတယ်။အသေးကဘာကြောင့်ဒီလောက်အထိပျက်စီးသွားတာလဲလို့သိထားဖို့ကလည်းတကယ်ကိုအရေးကြီးပါတယ်။အဓိကဖြစ်လေပြတာရှိရဲ့အကြောင်းတွေကိုပြပြပေးပါမယ်။ပထမဆုံးကတော့အသေးရောက်တာပါပဲ။ဒါဟာဗိုင်းရပ်စ်ပိုးကြောင့်ပဲဖြစ်စေအရက်အလွန်ကျွန်းတောက်တာကြောင့်ပဲဖြစ်စေဒါမှမဟုတ်ကိုယ်ခံအားစနစ်ကကိုယ့်အသေးကိုပြန်တိုက်ခိုက်တာကြောင့်ပဲဖြစ်စေအသေးရောင်ရမ်းပြီးပျက်စီးသွားတာမျိုးပါ။ဒုတိယအချက်ကတော့ကျွန်တော်တို့တွေအသုံးများဆုံးဖြစ်တဲ့ပါစီတမောတို့အကြိုက်ခဲပျောက်ဆေးတွေပါပဲ။ဒီဆေးတွေကိုညွှန်ကြားချက်တဲ့ပို့တောင်းမိရင်အသေးကိုဓာတ်ရကြီးကချင်နိုင်လို့အထူးတတိထားစေခြင်းပါတယ်။နောက်တစ်ခုကတော့အသေး6တာပါ။ဒါကတော့အကြောင်းမျိုးကြောင့်အသေးမှာအမာရွတ်တွေအများကြီးဖြစ်လာပြီးသူ့လည်းပတ်မှုနှိကွေးသွားကအသေးအလုံးမလုံးနိုင်တော့တဲ့အခြေအနေမျိုးပါ။ဒါအပြင်ခန္ဓာကိုယ်ထဲမှာကျင်းနေတဲ့တွေပုံမှန်ထက်ပုံမှန်လာစေရဲ့ဝဲဆမ်တစီလိုမျိုးရှားပါတဲ့မျိုးလိုက်ယောဂတွေကြောင့်လည်းဖြစ်နိုင်တယ်လို့အသေးကင်ဆာဒါမှမဟုတ်တခြားနေရာကကင်ဆာဆဲတွေအသေးစီပြန့်နှံ့တာမျိုးကြောင့်လည်းအသေးပျက်စီးသွားတတ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အသေးကိုဒီကချင်နိုင်တဲ့အရာတွေကိုရှောင်ကျဉ်ပြီးကျဉ်းကျဉ်းမာနေထိုင်နိုင်ဖို့တိုက်တွန်းချင်ပါတယ်။ အသက်6တဲ့အခါမှာထူးခြားတာတစ်ခုကအစောပိုင်းစိတ်နေမှာဘာလက္ခဏာမှမပြဘဲနေတတ်တာပါပဲအသက်ကတော်တော်လေးပျက်စီးလာမှသာလက္ခဏာတွေစပြတတ်တာမို့လို့သတိထားရပါမယ်အစောပိုင်းမှာဆိုရင်တော့ခန္ဓာကိုယ်ကအားမရှိသလိုပင်ပန်းနှုံးချိနေရအသားရည်ရရန်တာနဲ့အစားအသောက်ပြတ်လာတာမျိုးတွေခံစားရတတ်ပါတယ်အကြောင်းမရှိဘဲဝိကျသွားတာမအိမ်မသာဖြစ်ပြီးအန်ဂျင်နာမျိုးတွေအပြင်ဝမ်းပါရဲ့ညာဘက်အပေါ်နားလေးမှာတစ်ချက်အောင်တာမျိုးလည်းဖြစ်တတ်ပါတယ်တချို့မှာတော့ကြွက်သားတွေအားနေသွားတာကြွက်တတာနဲ့လိမ်မိုင်းဆိုင်ရာပြဿနာလေးတွေပါကြုံတွေ့ရနိုင်ပါတယ်။တကယ်လို့အသက်ရဲ့လှုပ်ဆောင်ချက်တွေကပိုပြီးဆိုးဝါးလာမယ်ဆိုရင်တော့ပိုပြီးသိတာတဲ့လက္ခဏာတွေပေါ်လာပါလိမ့်မယ်။အသားထဲမှာအလွယ်တကူတွေးချဥတာတွေးထွက်တာတွေအပြင်စိတ်ချုပ်တွေရမှန်ညံ့ချိုးရင်းနာနဲ့အိတ်ဆက်မှုပုံစံတွေပြောင်းလဲလာမျိုးတွေပါပိုပြီးသတိထားမှာကအစာရည်မျိုးပြုံးဒါမှမဟုတ်အစာရည်မှာသွေးကြောတွေပေါက်ပြီးအတွင်းမှာသွေးထွက်တာခြေထောက်နဲ့ဗိုက်တွေမှာတိတိတတ်တာဖော်လာတာစီးအယောင်ကရင်သွေးကြမ်းလိုမျိုးအယောင်ရင်းကြီးဖြစ်လာတာနဲ့မျက်လုံးတွေဝါလာမျိုးပဲဖြစ်ပါတယ်။ဒီလက္ခဏာတွေကအသတော်တော်လေးပင်ပန်းနေပြီလို့အချက်ပြနေရမို့လို့ကိုတေချာလေးဂယူးဆိုင်ပေးဖို့တိုက်တွန်းချင်ပါတယ်။အခုပြပြခဲ့တဲ့အသေးထိခိုက်နေတဲ့လက္ခဏာတွေကတခုခုကိုခန်းစားနေရပြီဆိုရင်တော့လုံးဝလှစ်လို့မရှိပဲတက်ကြံနားလေတဲ့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့တိုက်တွန်းချင်ပါတယ်အထူးသဖြင့်ရုတ်တရက်ကြီးလက္ခဏာတွေပေါ်လာတာမျိုးဒါမှမဟုတ်အချိန်တွေကတပြည့်ပြည့်နဲ့ပိုဆိုးတာမျိုးဟာအသေးချောက်တာဒါမှမဟုတ်တခြားနာတာရှိယောဂတစ်ခုရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်လို့ပါမျက်လုံးနဲ့အသားရည်တွေဝါလာတာဝမ်းပိုက်ရဲ့ညာဘက်အမော်နာကနာကျင်တာအမြဲတမ်းပင်ပန်းနှုံးချနေရနဲ့မကြီးမသာဖြစ်ပြီးဝမ်းပြက်ဝမ်းလျှော်တာမျိုးတွေဖြစ်လာရင်တော့ဒါဟာအသင်အသက်အတွက်အရေးကြီးရဲ့အချိန်ရောက်နေပြီလို့မှတ်ယူရပါမယ်။ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကြိုတင်ကာကွယ်ရာဟာကုသရာတဲ့အမြဲတမ်းပိုကောင်းတာမို့လို့ဒီလိုလက္ခဏာလေးတွေကိုသတိထားမိရနဲ့ဆရာဝန်နဲ့ပြသဖို့ဝင်မလေးပါနဲ့နော်။
အသေးဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်မရှိမပြေလိုအပ်တဲ့စွမ်းရည်ပိုဒါနာကြီးတစ်ခုပါအခုပြပြခဲ့တဲ့လက္ခဏာလေးတွေကိုတတိထားမိရဲဆိုရင်လည်းအားမငယ်ပါနဲ့နော်အဓိကကတော့စောစောတီးပြီးစောစောကူတာဖို့ပါပဲကိုယ့်ရဲ့နေထိုင်စသောင်းပုံစံလေးကိုဂရုစိုက်ပြီးဆရာဝန်နဲ့တိုင်ပင်မယ်ဆိုရင်ကျန်းမာတဲ့အသေးကိုပြန်လဲပိုင်ဆိုင်နိုင်ပါပါအားလုံးပဲအသေးရောဂါကင်ဝေးပြီးကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ